နိသဟဇာတပစ္စယောအညမညပစ္စယောနေတေယပစ္စယောဥပနေတေယပစ္စယောလေးပစ္စည်းဟောပါမယ်နော်သဟဇာတပစ္စယောဘုံဘုံတို့သဟဆိုတာအတူတကွပစ္စည်းနဲ့ပစ္စယုပ္ပံဗျိုင်းတူအတူတူဇာတဆိုတာဖြစ်တယ်ပစ္စည်းပစ္စယုပ္ပံအတူဖြစ်တဲ့ဗျိုင်းတူဖြစ်တဲ့ပစ္စည်းကိုသဟဇာတပစ္စည်းလို့ဒီလိုခေါ်တယ်နော်သဟဇာတပစ္စည်းသဟဇာတပစ္စည်းमेंမြတ်စွာဘုရား၅ဝက်ကြဟောပါတယ်သဟဇာတပစ္စယောတိတွေ့တယ်နော်ဇတ္တရောခန္ဓာအရူပိနောအညမညံသဟဇာတပစ္စယေနာပစ္စယောဇတ္တရောခန္ဓာအရူပိနောဆိုတာကတ္တာ၄ပါးသောနာမ်ခန္ဓာတို့သည်သူကကတ္တာကိုပစ္စည်းတရားလို့ဘုရားဟောအညမညံအညမညတာအချင်းချင်းအားတမ္ပရံသူကနော်တမ္ပရံဆိုတာကပစ္စယုပ္ပံတရားပြောတယ်နော်၄ပါးသောနာမ်ခန္ဓာတို့သည်အချင်းချင်းအားသဟဇာတပစ္စယေနာအတူတကွာဖြစ်သောပစ္စယတတ္တိဖြင့်သူကကရိုင်ကတ္တာတမ္ပရံကရိုင်ပါဠိလိုဗရာဏီအဖြစ်ဆိုရင်တော့အကြောင်းအကျိုးပစ္စယတတ္တိမြတ်စွာဘုရားပဋ္ဌာန်းကြတော့ပစ္စည်းပစ္စယုပ္ပံပစ္စယတတ္တိဒီလိုဟောတယ်နော်၄ပါးသောနာမ်ခန္ဓာရှိတယ်ဝိရณะခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာณะခန္ဓာနာမ်ခန္ဓာ၄ပါးဟုတ်လားဆိုလိုက်စမ်းမဝိရณะခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာณะခန္ဓာဖုံဖုံကူထိုင်းနေတဲ့ဒီပလင်ကြီးတဲ့ကရင်ကြီးလည်းပဲကလထိုင်းကြီးလည်းပဲခြေထောက်၄ခုပါတယ်မဟုတ်လားဒီဘက်ခြေထောက်ကဝိရณะခန္ဓာထားပါတော့ဒီဘက်ခြေထောက်ကသင်ညက်ခန္ဓာဒီဘက်ကသင်္ခါရခန္ဓာဒီဘက်ကအဲ့လို၄ခုခန္ဓာ၄ပါးအချင်းချင်းအားဆိုတာကဒီဘက်ကဟောဒီဝေရณะခန္ဓာကိုပစ္စည်းထားရင်ကြံတဲ့ခန္ဓာ၃ပါးကပစ္စယုပ္ပံဟုတ်ကလားဘယ်လိုတော့ဝေရณะခန္ဓာကိုပစ္စည်းရလိုက်ရင်ကြံတဲ့ခန္ဓာ၃ပါးကပစ္စယုပ္ပံဒီဘက်ကတင်ညက်ခန္ဓာကိုပစ္စည်းထားလိုက်ရင်ကြံတဲ့ခန္ဓာ၃ပါးကပစ္စယုပ္ပံဒီဘက်ကမာရတော့သင်္ခါရခန္ဓာကိုပစ္စည်းထားလိုက်ရင်ကြံတဲ့ခန္ဓာ၃ပါးကပစ္စယုပ္ပံဟောဒီဘက်ကဝိညာဏခန္ဓာကိုပစ္စည်းထားလိုက်ရင်အဲ့ဒါကိုအချင်းချင်းအားလို့ဆိုလိုတယ်နော်ဒါကတပါးပစ္စည်း၃ပါးပစ္စယုပ္ပံနှစ်ပါးပစ္စည်းနှစ်ပါးပစ္စယုပ္ပံဝေရณะခန္ဓာနဲ့သိညက်ခန္ဓာဒီနှစ်ပါးကိုပစ္စည်းထားလိုက်ရင်ကျန်တာပါတော့သင်္ခါရခန္ဓာနဲ့ဝိညာณะခန္ဓာသူတို့ကပစ္စယုပ္ပံပေါ့ဟုတ်ကလားနှစ်ပါးပစ္စည်းနှစ်ပါးပစ္စယုပ္ပံဒီဘက်ကသိညက်ခန္ဓာနဲ့သင်္ခါရခန္ဓာနှစ်ပါးကိုပစ္စည်းထားလိုက်ရင်ကျန်တာဝိညာณะခန္ဓာနဲ့ဝေရณะခန္ဓာပစ္စယုပ္ပံသဘောပေါက်လားဒီဘက်ကနှစ်ပါးအားတဲ့တုံးဒီဘက်ကသင်္ခါရခန္ဓာနဲ့ဝိညာณะခန္ဓာပစ္စည်းထားလိုက်ရင်ဝေရณะခန္ဓာနဲ့ပစ္စယုပ္ပံနှစ်ပါးပစ္စည်းထားရင်နှစ်ပါးပစ္စယုပ္ပံပေါ့သုံးပါးပစ္စည်းထားရင်တော့တပါးပစ္စယုပ္ပံဒီဘက်ကဝေရณะခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာ၃ပါးကပစ္စည်းဆိုရင်ဒီဘက်ကဝိညာณะခန္ဓာကပစ္စယုပ္ပံသဘောပေါက်တယ်နော်
အဲ့ဒါလို့ဒီဘက်ကတင်ញက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာသုံးပါးကပြည့်စည်ထားလိုက်ရဲ့ဝေရณะခန္ဓာကပစ္စယုပ္ပါတပါးပစ္စည်းထားရင်သုံးပါးပစ္စယုပ္ပါနှစ်ပါးပစ္စည်းထားရင်နှစ်ပါးပစ္စယုပ္ပါသုံးပါးပစ္စည်းထားရင်တပါးပစ္စယုပ္ပါအဲ့ဒါကိုအညမြင်ညာလို့အချင်းချင်းသဘောပေါက်တယ်နော်တဝက်ကြပြီးသွားပြီသတ္တရောခန္ဓာရူပိနောအညမင်းညာသဟဇာတာပစ္စယေနာပစ္စယောသတ္တရောခန္ဓာရူပိနောလေးပါးသောနာခန္ဓာတရားတို့သည်အညမင်းညာအချင်းချင်းသာဇာတာပစ္စယေနာအတူတကွာဖြစ်သောတတ္တိဖြင့်ပစ္စယောဥပါကာရကောကျေစုပြုတတ်၏နာခန္ဓာ၄ပါးဒီလိုတစ်ခုနဲ့တစ်ခုကျေစုပြုတယ်တဲ့ဘုံမုံကူထိုင်နေတဲ့ကလထန်ကြီးနဲ့ခြေတော်၄ချောင်းပါတယ်မဟုတ်လားအဲ့ဒီခြေတော်၄ချောင်းတစ်ချောင်းနဲ့တစ်ချောင်းသူတို့လည်းကျေစုပြုနေတာဖြတ်ပြလို့တစ်ခုဖြတ်ပြလို့ဖြစ်ပါမလားနာခန္ဓာ၄ပါးလည်းဒီလိုပဲတဲ့နော်နာခန္ဓာပြီးတော့မြတ်စွာဘုရားကယုတ်ခန္ဓာသတ္တရောမဘုဒ္ဓအညာမဉ္ဇံသာသတာပစ္စယေနာပစ္စယောတွေ့တယ်နော်သတ္တရောမဘုဒ္ဓ၄ပါးသောယုတ်ကြီးတို့သည်မြေရည်လေးမိဓာတ်ကြီး၄ပါးတို့သည်မြေဓာတ်ရေဓာတ်လေဓာတ်မိဓာတ်မဟာဘုလို့ခေါ်တယ်ဓာတ်ကြီးဘယ်နှပါတော့ပါတယ်တော့မြေရေလေမိပါဠိလိုဆိုတော့ပထဝီအာဘောတေဇောဝါယောအဲ့ဓာတ်ကြီး၄ပါးတွေကလည်းအညမြညာအညမြညာတာအချင်းချင်းသူတို့ကလည်းပဲကုဏနောကလိုပဲဒါကပထဝီဓာတ်ဒီဘက်ကဆိုရင်အာဘောဓာတ်ဒီဘက်ကတေဇောဓာတ်ဒီဘက်ကမြေရေလေမိဗမာလို့ဆိုရင်တော့ဒီမြေဓာတ်ကိုပစ္စည်းထားလိုက်ရင်ကြံတဲ့ရေလေမိကပစ္စယုပ္ပံပေါ့ဟုတ်ကလားရေဓာတ်ကိုဒီဘက်ကဟာရေဓာတ်ကိုပစ္စည်းထားလိုက်ရင်လေမိမြေသူတို့သုံးခုကပစ္စယုပ္ပံပေါ့ဟုတ်လားတပါးပစ္စည်းယူလိုက်ရင်သုံးပါးပစ္စယုပ္ပံနှစ်ပါးပစ္စည်းယူလိုက်ရင်ဒီကမြေဓာတ်နဲ့ရေဓာတ်ကိုပစ္စည်းထားလိုက်ရင်လေဓာတ်နဲ့မီးဓာတ်ကပစ္စယုပ္ပံရေလေဒီနှစ်ပါးကိုပစ္စည်းထားလိုက်ရင်မီးနဲ့မြေဓာတ်ကပစ္စယုပ္ပံသဘောပေါက်တယ်နော်ထို့တူပဲသုံးပါးကိုပစ္စည်းယူလိုက်ရင်တပါးကပစ္စယုပ္ပံမြေရေလေသုံးပါးကိုပစ္စည်းယူလိုက်ရင်မီးကပစ္စယုပ္ပံလောက်ဆိုသိပါပြီနော်အဲ့ဒါကိုအညမဉ္ဇံအချင်းချင်းနော်သတ္တရောမဟာဗုဒ္ဓအညမဉ္ဇံသာသတာပစ္စယေနာပစ္စယောကတ္တတံပရံကရိုင်းကွဲအောင်ဖတ်ရတယ်သတ္တရောမဟာဗုဒ္ဓအညမဉ္ဇံအဲ့လိုမှဖတ်ရအောင်သတ္တရောမဟာဗုဒ္ဓကကတ္တပစ္စည်းတရားနည်းနည်းလေးရအညမဉ္ဇံသူဟာတံပရံပစ္စယုပ္ပံတရားနည်းနည်းလေးရပြီးတော့မှသာသတာပစ္စယေနာကရိုင်းကတ္တတံပရံကရိုင်းသဘောပေါက်တယ်နော်သတ္တရောမဟာဗုဒ္ဓအညမဉ္ဇံသာသတာပစ္စယေနာပစ္စယောပထမဝေကြကနံခန္ဓာ၄ပါးဒုတိယဝေကြကယုတ်ခန္ဓာတပါးပေါ့နော်မဟာဗုဒ္ဓကြီး၄ပါးနော်မဟာဗုဒ္ဓကြီး၄ပါးလို့ခေါ်တယ်သူကမဟာဗုဒ္ဓသူကကြီးတယ်ကြီးလို့မဟုတ်သူကမဟာထဲ့တယ်သူကနော်မြေဓာတ်ဆိုရင်လည်းဒီကမ္ဘာလုံးကြီးတယ်မဟုတ်လား
မြေဓာတ်ရေဓာတ်ဆိုလဲသမုဒ္ဒရာကြီးလေးစင်ရေကြီးတယ်မဟုတ်လားအများကြီးကွာနော်လေဓာတ်ဆိုရင်လည်းဒီပဲကောင်းငယ်လေတွေကိုအများကြီးဟုတ်ကလားမီးဓာတ်ဆိုရင်လည်းနေထဲမှာမီးတွေလောင်းနေရတာနော်မြေရေနေမီးကဘာကြီးပြက်တဲ့ခါလဲမီးတွေလောင်တာတကဘာလုံးလောင်တာတယ်သူကနော်အဲ့ဒါအလွန်တရာကြီးတဲ့ဓာတ်ကြီးတွေမို့လို့သူ့ကိုမဟာလို့ထည့်လိုက်တာနော်မဟာဘူတာတဲ့ပြီးတော့မှဩကံဒိဋ္ဌိနာမရူပံအညမင်းညာသာသတာပစ္စယေနာပစ္စယောဩကံဒိဋ္ဌိပဋိသန္ဓေနေရောခဏ၌ဩကံဒိဋ္ဌိလို့ဖတ်ရတာအောက်ကံဒိဋ္ဌိလို့မဖတ်ရဘူးဘယ်လိုဖတ်လိုက်ရတော့လို့ဒီလိုဖတ်ရတယ်နော်ပါဠိမဲ့အာဣဣဥဩရှစ်တန်ပြီးတော့မှအေနဲ့ဩနဲ့ကြတော့နောက်ကတန်ရုပ်ရှိရင်အေကတစ်လို့ဖြစ်သွားပြီးတော့ဩကဥလို့ဖြစ်တယ်အေကဘာဖြစ်သွားတော့ဣထတို့ဘာတို့နော်ဩကဘာဖြစ်သွားတော့ဥလို့ဖြစ်တယ်ပါဠိမဲ့10တန်ပဲရှိတယ်နော်အေဒီဣလို့ဖြစ်သွားတယ်ဩဒီဥလို့ဖြစ်တယ်အဲ့ဒါကြောင့်ဩကံဒိဋ္ဌိသဘောပေါက်လားဖတ်ပုံဖန်ဒီလေးပေါ့ဩကံဒိဋ္ဌိနာမရူပံဩကံဒိဋ္ဌိပဋိသန္ဓေနေရောခဏ၌နာမရူပံနန္တရားယုတ်တရားသည်အညမြညာအညမြညာတအချင်းချင်းအားသဟဇာတပစ္စယေနအတုတကွဖြစ်သောပစ္စယတတ္တိဖြင့်ပစ္စယောဥပါကာရကောကျေစုပြုတတ်၏ပဋိသန္ဓေနေတယ်ပဋိသန္ဓေနေအမေပိုက်ထဲဝင်လိုက်တာပေါ့အဲ့လိုဝင်လိုက်တဲ့အခါကျတော့တဲ့နာနဲ့ယုတ်နဲ့ဗျိုင်နူဖြစ်တယ်တဲ့နာဆိုတာဘာလဲဆိုတော့ပဋိသန္ဓေနေတဲ့စိတ်ကလေးနာဆိုတာဘာတော့ပရိသေရီနေတဲ့စိတ်ကလေးယုတ်ဆိုတာဟရိယဝတ္ထုယုတ်ကလေးယုတ်ကဘာတော့နန္တရားနဲ့ယုတ်တရားလေးဗျိုင်နူဖြစ်တယ်တဲ့နော်နာမအယဘာယူရတယ်ပဋိသန္ဓေနန္တရားလေးရူပံအယဘာလဲလို့ဟရိယဝတ္ထုယုတ်တရားလေးနော်ဟရိယဝတ္ထုဆိုတာနှလုံးသားပေါ့နော်အဲ့ဒီပဋိသန္ဓေနေလိုက်တဲ့ခဏမှာပဋိသေရီစိတ်ကလေးနဲ့ဟရိယဝတ္ထုနှလုံးသားလေးဗျိုင်နူအမေပိုက်ထဲဖြစ်တယ်တဲ့နော်အဲ့ဒီကြတော့ပဋိသန္ဓေစိတ်ကပစ္စည်းယူရင်နှလုံးသားလေးကပစ္စယုတ်ပါနှလုံးသားလေးကပစ္စည်းယူလိုက်ရင်ပဋိသန္ဓေစိတ်ကပစ္စယုတ်ပါအဲ့လိုကျေစုပြုတယ်တဲ့သဘောပေါက်ပြီနော်ခုသိပ္ပံဆရာတွေဒါတွေလှုပ်လို့မရသေးဘူးတဲ့သူတို့တွက်လို့ဥပမာအားဖြင့်သူဘိုက်ထဲမှာပရိသေရီလေးနေတယ်ဆိုရင်ယူပြီးတော့သူကကြည့်မယ်ပေါ့အမေဘိုက်ထဲကအမေသားဥလေးတူတလောက်ရွေးစီလောက်ကလေးပေါ့ယောက်ျားကလည်းတုပ်သွေးတွေကပိုလေးဒီလိုလေးနှစ်ခုပေါင်းစပ်လိုက်လို့ရှိရင်သူတို့ပရိသေရီနေတယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီနန္တရားလေးကပရိသေရီစိတ်ကလေးကဘယ်မယ်တော့ရှားကြည့်မရဘူးမိုက်ကရိုစကုပ်လို့ခေါ်တဲ့အနီးကြီးမှန်မြောင်းနဲ့ကြည့်မြင်မလားရုပ်တရားတာမြင်တာကိုနန္တရားကြတော့မမြင်ဘူးမှန်မလူးနဲ့ကြည့်လို့မရဘူးမရတာနဲ့သူတို့ကဒီချိန်မဲ့နန္တရားမရှိသေးဘူးနောက်မှဖြည်းဖြည်းကိန်းတာလို့သိပ္ပံဆရာတွေကအဲ့လိုပြောတယ်ကျဲဥတွေလည်းဒီလိုပဲပေါ့သူကကျဲဥတွေကျက်မကြီးကဥလိုက်ရုပ်တရားပဲရှိသေးတယ်နောက်တော်တော်လေးဝတ်လို့ကြာမှအကောင်လေးနန္တရားလေးပရိသေရီစိတ်လေးဝင်လာတယ်သူတို့ကအဲ့လိုပြောတယ်မြတ်စွာဘုရားလူကအဲ့လိုဟုတ်ကလားဟုတ်ပါဘူးပရိသေရီနေလိုက်ကနေကကျက်မကြီးကဥလိုက်ကနေကဥလေးထွက်လာတယ်ဆိုရင်အဲ့ဒီဟိုလေးကပရိသေရီနဲ့ပါတယ်တော့ဟရိယဝတ္ထုလေးနဲ့ဗျိုင်နူဖြစ်တာဟုတ်ကလား
အဲ့ဒါသဟဇာတသဟကအတူတကွဗျိုင်တူဇာတဖြစ်တယ်သဘောပေါက်ပြီနော်စိတ်တစေတသိကာဓမ္မာစိတ်တသမုဋ္ဌာနာနံရူမာနံသဟဇာတပစ္စယေနာပစ္စယောဒါကစိတ်စေတသိက်နန္တရားကပစ္စည်းစိတ်တဇယုတ်ကပစ္စယုတ်ပံသဘောပေါက်လားအခုဘုံဘုံစကားပြောနေတယ်ဘုံဘုံတဏ္ဍာမယ်ရှိတဲ့တရားဟောခြင်းနဲ့စိတ်စေတသိက်ကပစ္စည်းအခုခေါ်လိုက်တော့အတန်ကြီးထွက်လာတယ်မဟုတ်လားအဲ့ဒီအတန်ကြီးကဘာတော့ပစ္စယုတ်ပံအဲ့ဒါကိုစိတ်တစေတသိကာဓမ္မာစိတ်စေတသိက်တရားတို့သည်မဟာကုသိုလ်စိတ်စေတသိက်တွေပေါ့အဲ့ဒီစိတ်စေတသိက်တရားတို့သည်စိတ်တသမုဋ္ဌာနာနံရူပါနံစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့အတန်အစရှိသောယုတ်တရားတို့အားအတန်တွေထွက်လာတာနော်အဲ့ဒီယုတ်တရားတို့အားသာဇာတပစ္စယေနအတူတကွဖြစ်သောတတ္တိဖြင့်စိတ်နဲ့စိတ်တဇယုတ်တွေဗျိုင်တူဖြစ်လာတာတဲ့နော်အေးအဲ့တော့၄ဝက်ကြရှိသွားပြီပြီးတော့မှမဟာဗုဒ္ဓဥပါဒာရူပါနံသာဇာတာပစ္စယေနာပစ္စယောမဟာဗုဒ္ဓမဟာဗုဒ္ဓကြီးတရားတို့သည်မြေရေလေးမီဆိုတဲ့ဓာတ်ကြီး၄ပါးယုတ်ကြီး၄ပါးတို့သည်ဥပါဒာရူပါနံမိ၍ဖြစ်သောဥပါဒာယုတ်24ပါးတို့အားယုတ်28ပါးရှိမဟာဗုဒ္ဓပစ္စည်းထားလိုက်တော့၄ပါးပစ္စည်းထားရင်28ထဲကို4နှုတ်တော့ဘယ်လောက်ကြာနော်24ပါးအဲ့ဒါဥပါဒာယုတ်လို့ခေါ်တယ်မှီးပြီးတော့ဖြစ်တဲ့ယုတ်နော်အေးမဟာဗုဒ္ဓ၄ပါးကပစ္စည်းကျန်တဲ့ဥပါဒာယုတ်24ပါးကပစ္စယုတ်ပံအဲ့ဒါလေး9ဝက်ကြာရှိသွားတာပေါ့နော်တိနာမကနံခန္ဓာ၄ပါးအချင်းချင်းကျေးဇူးပြုနှစ်နာမကမဟာဗုဒ္ဓကြီး၄ပါးအချင်းချင်းကျေးဇူးပြုသုံးနာမကပဋိသန္ဓေအခါပရိသေရိစိတ်နဲ့ဟရိယဝတ္ထုအချင်းချင်းကျေးဇူးပြုလေးနာမကစိတ်စေတသိက်တွေကပစ္စည်းစိတ်တဇယုတ်ကပစ္စယုတ်ပံဟုတ်ကလားငါးနာမကမဟာဗုဒ္ဓကြီး၄ပါးကပစ္စည်းဥပါဒာယုတ်24ပါးကပစ္စယုတ်ပံပြီးတော့မှမြတ်စွာဘုရားကအမှားလေးထည့်တယ်ရူပိနောဓမ္မာရူပိနံဓမ္မာနံကိဉ္စီကာလေသာဇာတပစ္စယေနာပစ္စယောရုပ်တရားနံတရားရှိတဲ့အ내ရုပ်တရားဆိုတဲ့ခုနကပဋိသေရိနေတဲ့အခါဟရိယဝတ္ထုရုပ်တရားသည်ပဋိသန္ဓေစိတ်အားပဋိသန္ဓေနေတဲ့အမေပိုက်ထဲဝင်လိုက်တဲ့အစဆုံးအချိန်လေးပေါ့တစ်စက္ကန့်လောက်ကြာမှာပေါ့အဲ့ဒီအချိန်လေးမဲ့ဗျိုင်လူဖြစ်တယ်ကြံတဲ့အချိန်တွေကြတော့ပုရိဇာတယုတ်ကအရင်ဖြစ်တယ်ဟုတ်လားယုတ်နဲ့နာနဲ့ဗျိုင်လူဖြစ်တာကပရိသေရိနေတဲ့ခဏပဲတဲ့ကြံတဲ့အခါကြတော့ဘ누구ကအရင်ဖြစ်တော့ယုတ်ကအရင်ဖြစ်တယ်ခုလူတွေဟိုးဘက်ကသွားမြို့တင်မဲ့ဝိုင်းရတယ်ဟေးဆိုသွားအိမ်ကြီးဆောက်တိုက်တွေဆောက်အိမ်ကြီးတိုက်တွေကအရင်ဆောက်ထားတာမဟုတ်လားပြီးတော့မှလူတွေကရွှေ့နေကြတာလူတွေကနောက်မှနေတာနော်အေးဒီနဲ့ပဲမျက်စိတို့နားတို့နှာခေါင်းတို့ရှားကိုဟရိယဝတ္ထုဒီယုတ်တရား6ခုကအရင်ဖြစ်နေတာမျက်စိဆိုလဲမျက်စိကအရင်ဖြစ်ပြီးတော့မှမြင်စိတ်ကလေးကပေါ်တာနော်နားဆိုရင်ရောနားကအရင်ဖြစ်ကြားစိတ်ကနောက်မှဖြစ်တာအေးဒီမျက်စိနားနှာခေါင်းရှားကိုဟရိယဝတ္ထုဒီယုတ်ဘယ်နှခုတော့6ခုအဲ့ဒီ6ခုတော့ယုတ်တရားတွေကအရင်ဖြစ်တယ်နော်အေးအရင်ဖြစ်တယ်နောက်မှစိတ်ကဖြစ်တာဒါတော့6ဝက်ကြဖြစ်သွားတာပေါ့ကဲဘုံဘုံတစ်ခေါက်ဖတ်ပြမယ်နားကိစ္စပြီးအောင်နော်ပြီးတော့မှပါဇာကိစ္စဖြစ်အောင်ပရိသတ်က
ကိုပဇာနဲ့ကိုဖတ်ရမှာဘုံဘုံတော့အခုဖတ်ပြလိုက်ဦးမယ်နော်သဟဇာတပစ္စယောတိသတ္တရောခန္ဓာရူပိနောအင်းညာမင်းညာသဟဇာတပစ္စယေနာပစ္စယောတဝေကြသတ္တရောမဟာဗုဒ္ဓအင်းညာမင်းညာသဟဇာတပစ္စယေနာပစ္စယောနဝေကြဩကန္တေကနေနာမရူပံအင်းညာမင်းညာသဟဇာတပစ္စယေနာပစ္စယောသုံးဝေကြစိတ်တစေတတိကာဓမ္မာစိတ်တသမုဋ္ဌာနာနံရူပနံသဟဇာတပစ္စယေနာပစ္စယောလေးဝကြမဟာဗုဒ္ဓဥပါဒာရူပနံသဟဇာတပစ္စယေနာပစ္စယောငါဝကြနောက်ဝကြကအမှားစကားလေးနော်ရူပိနောဓမ္မာအရူပိနံဓမ္မာနံကိဉ္စီကာလေသဟဇာတပစ္စယေနာပစ္စယောကိဉ္စီကာလေနာသဟဇာတပစ္စယေနာပစ္စယောနာဝကြနာကိစ္စပြီးပြီဘာလာရမလို့ဗဇတ်ကိစ္စလာရမယ်ကဲဖတ်လိုက်ပြီးပြီးသားသားလေးဖတ်ကြသဟဇာတပစ္စယောတိအာရူပိနောအညမင်းညာသန္တာရောမဟာဗုဒ္ဓသဟဇာတပစ္စယေနာပစ္စယောဩကန္တေခနေနာမရူပံအညမင်းညာသဟဇာတပစ္စယေနာပစ္စယောစိတ်တစေတတိကာဓမ္မာစိတ်တသမုဋ္ဌာနာနံရူပနံသဟဇာတပစ္စယေနာပစ္စယောမဟာဗုဒ္ဓဥပါဒာရူပနံသဟဇာတပစ္စယေနာပစ္စယောရူပိနောဓမ္မာအရူပိနံဓမ္မာနံကိဉ္စီကာလေသဟဇာတပစ္စယေနာပစ္စယောကိဉ္စီကာလေနာသဟဇာတပစ္စယေနာပစ္စယောအေးသဟဇာတအတူတကွဖြစ်တဲ့ပစ္စည်းပစ္စယုပ္ပါအတူတကွဖြစ်တဲ့တရားပြီးပြီနော်သဟဇာတပစ္စယောပြီးတော့ဘာပစ္စည်းလာတော့အေးအညမင်းညပစ္စယောအညမင်းညပစ္စယောလာမလာခင်ဘုံမောကပစ္စည်းတစ်ခုတစ်ခုမဲ့နာမရူပပရိစ္ဆေရညာပစ္စယပရိက္ခညာဒါလေးခွဲပြရလိုက်ရအောင်ပါဘူးနော်ဒါမှသုလသောတာပန်ဖြစ်မှာဟုတ်ကလားဟဲ့အဲ့တော့သတ္တရောခန္ဓာအရူပိနောအင်းညာမင်းညာသဟဇာတပစ္စယေနာပစ္စယောဝိရณေခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာနာမ်ခန္ဓာ၄ပါးဟုတ်ကလားဒီဝဲကြဖြင့်နန္တရားနာမ်ခန္ဓာ၄ပါးနန္တရားလို့ပြတယ်ပေါ့နော်ပြီးတော့ကြတော့သတ္တရောမဟာဗုဒ္ဓအညမဉ္ဇံသာသတ္တပစ္စေနာပစ္စယောဒါကမဟာဘုတ်ယုတ်တရား၄ပါးဟုတ်ကလားယုတ်ကြီး၄ပါးအဲ့တော့ဟိုကနန္တရားဒါကယုတ်တရားဘောပေါက်တယ်နော်ဩကန္တိကနေနာမရူပံနာမရူပံဆိုနာငါပရိတရိစိတ်ရူပံကဟရိယဝတ္ထုနှလုံးသားဒါကနန္တရားယုတ်တရားဟုတ်ကလားမို့လားအဲ့လိုကွဲသွားတော့နာမရူပပရိစ္ဆေရညာမရပြီဘူးလားအေးနာမရူပပရိစ္ဆေရညာရတယ်တဲ့ခုနကအကြောင်းကျိုးခွဲပြန်တော့လည်းပဲသတ္တရောခန္ဓာအရူပိနောနာမ်ခန္ဓာ၄ပါးမယ်ဝေရณေခန္ဓာကိုအကြောင်းယူလိုက်ရင်ကျန်တဲ့တင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာ၃ပါးကအကျိုးတရားဟုတ်ကလားမို့လားအကြောင်းအကျိုးကွဲသွားတော့ဘာညာရမလို့
ပစ္စယပရိက္ခညာရတယ်နာမရူပပရိစ္ဆေရညာပစ္စယပရိက္ခညာဉာဏ်စဉ်နှစ်ပါးရရင်သုလသောတာပန်ဖြစ်ပြီတဲ့ဟုတ်ကလားဉာဏ်လားဤလားဖေရလို့မယုံဘူးဖေရလို့ဆိုရင်လေဒီနေ့ကဆရာတော်ပြောသလိုမိုးပြန်ဘောလုံးကြီးပုံလေးနဲ့ပြောပြပါနော်အေးဒီခန္ဓာကိုယ်ထဲမှာတရားယရနာတွေကကိမ့်ပြီရလို့ဟုတ်ကလားနားကနေပြီးတော့တစ်ချက်ဝင်ပြီးတော့ကိမ့်လိုက်တယ်ပါဇက်ကနေပြီးတော့ကိမ့်လိုက်တယ်ဟုတ်လားအေးပစ္စည်းပစ္စုပန်ယုံနာနေခွဲလိုက်တော့တခါကိမ့်ညာတယ်အဲ့တော့ဒီထဲမှာတရားကောင်းနေဉာဏ်ကောင်းနေနာမရူပပရိစ္ဆေရဉာဏ်ပစ္စယပရိက္ခဉာဏ်ငါးပါးသီလသောက်တည်ရတော့သီလဝိတုဒ္ဓိဟုတ်ကလားအဲ့ဒီတရားကောင်းနေဒီထဲသွန်းတော့ဒီခန္ဓာကိုယ်ကြီးကပေါ့ပြီးတော့မိုးပြန်တာဗျာလို့ဟုတ်ကလားမြေရှိုးပါမလားမရှိုးဘူးဒီပုဂ္ဂိုလ်တွေမိုးပြန်တာလို့ဟုတ်ကလားလာသောတာပန်ဖြစ်တယ်ဆိုတာအဲ့ဒီသဘောပါလို့နော်အေးနောက်တစ်ခါအညမညပစ္စယောဇာဝလီတွေ့လားဟဲ့အညမညပစ္စယောကြတော့လည်းပဲအညမြဉ္ဉံပါတဲ့ခုနက9ဝက်ကြရှိတဲ့အ내ရှေ့3ဝက်ကြပါပဲနော်ဒါပေမဲ့လို့ပါဠိနေပုံလေးသိမတူတတ်ဘူးကြည့်ထားနော်အညမညပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမညပစ္စယေနာပစ္စယောဘာကြံသွားတော့အညမြဉ္ဉံဆိုတဲ့တိတိတင်လေးတပုတ်မပါဘူးဟုတ်ကလားအေးအဲ့ဒါလေးကြံတယ်ဘာလို့မြတ်စွာဘုရားကချမ်းဟောတယ်လဲဆိုနောက်တစ်ခါအညမညပစ္စယေနာကအညမညပါတော့မှာမို့လို့ပြီးလောက်ပြီဆိုပြီးတော့ဟုတ်ကလားအဲ့ဒီအညမြဉ္ဉံဆိုတဲ့ပုဂ္ဂိုလ်ချမ်းဟောလိုက်တယ်တဲ့မြတ်စွာဘုရားသတ္တရောခန္ဓာအရူပိနောအညမညပစ္စယေနာပစ္စယောသတ္တရောခန္ဓာအရူပိနော၄ပါးသောနံခန္ဓာတရားတို့သည်ကတ္တာတံပရံလိုနေတယ်တံပရံကိုယ့်အကူထဲလိုက်ကြတော့တဲ့အညမြဉ္ဉံအညမြဉ္ညာတာအချင်းချင်းဟုတ်ကလားဘာလိုနေတာတော့အေးတံပရံလိုတယ်ပစ္စယုပ္ပန်တရားလိုနေတာဟုတ်လားသတ္တရောခန္ဓာအရူပိနောနံခန္ဓာ၄ပါးတို့သည်ဒါကတ္တာပစ္စည်းတရားလာပါတယ်ပစ္စယုပ္ပန်မပါဘူးအဲ့ဒါကိုထည့်လိုက်ရတယ်တဲ့ဟိုဘက်ကသဟဇာတကြည့်ပြီးတော့နော်သဟဇာတမယ်အညမြဉ္ဉံပါခဲ့အဲ့ဒီအညမြဉ္ဉံတွေကလိုက်ပေါ့အညမြဉ္ဉံအညမြဉ္ညာတာချင်းချင်းအညမြဉ္ညာပစ္စယေနာအညမြဉ္ညာတတ္တိဖြင့်ပစ္စယောဥပါကာရကောကျေစုပြုတတ်၏သတ္တရောမဟာဗုဒ္ဓအညမြဉ္ညာပစ္စယေနာပစ္စယောဩကံတေခဏေနာမရူပံအညမြဉ္ညာပစ္စယေနာပစ္စယောဒါ3ဝက်ကြတယ်ခုနက9ဝက်ကြရှိတဲ့အ내ရှေ့3ဝက်ကြယူလိုက်တာသဘောပေါက်လားဖတ်လိုက်စမ်းပါခဲ့အညမြဉ္ညာပစ္စယောတိခုနကအဓိပ္ပာယ်လည်းအတူတူပါပဲနော်ချင်းချင်းဇဝဲဒီကလထိုင်နေကရင်နေခြေတော့၄ခုပါအဲ့ဒီခြေတော့၄ခုနဲ့ဒီမဲ့နံခန္ဓာ၄ပါးတို့၅ဘုတ်၄ပါးတို့ဥပမာခတ်လိုက်အတူတူပဲပေါ့နော်ပြီးတော့じゃဩကံဒိဋ္ဌိနာမရူပံနဲ့ကုဏအတိုင်းပဲပရိတ္တိနေတဲ့အခါကြတော့ပရိတ္တိနေတဲ့အခါကြတော့နန္တရားယုတ်တရားနန္တရားဟူသည်ပဋိသန္ဓေစိတ်ကိုပြောတယ်ယုတ်တရားဟူသည်ဘုရုပြောတာတော့ဟရိယဝိတ္ထုနှလုံးသားလေးကိုပြောတယ်30ဘုံရှိတဲ့အ내အတင်ညတဘုံဆိုတော့အတင်ညတတ္တ
တင်ညာဆိုတာတင်ညာစေတသိက်အကမရှိအတင်ညာတင်ညာစေတသိက်မရှိတင်ညာလို့ဗရဏပြောတာတဲ့ဘယ်စိတ်စေတသိက်မှမရှိဘူးဟုတ်လားအတင်ညာတတ္တဆိုတာအတင်ညတဗြမာရီရှိသေးတယ်နော်အတင်ညတဗြမာရီကြတော့သူတို့ကဒီလူဘဝတုန်းကဒီနန္တရားကြောင့်ဒုက္ခတွေရောက်တာနန္တရားရှိရင်တော့စိတ်ပြရတယ်အဲ့တော့နန္တရားမရှိမှအေးမှာဆိုပြီးတော့ तू ကဇံဘိညာဉ်တွေရအောင်အားထုတ်နောက်ဘဝဇံနောက်ဘဝကြတော့ဇံဘိညာဉ်တွေရဲ့အစွမ်းဖြင့်ဒီနန္တရားမရှိတဲ့ဗြမာကြီးဖြစ်ပါစေဆိုပြီးတော့တရားအားထုတ်လို့ဒီဘက်ဘဝကသေးသွားရင် तू ကအဲ့ဒီအတင်ညတဗြမာဘုံရောက်သွားတယ်နော်ဥပမာအပြင်လူပြည်ကနေပြီးတော့တချို့ပုဂ္ဂိုလ်တွေကထိုင်ရကလေးတရားရှုမှရင်သေးသွားထိုင်ရကလေးသေးသွားတော့ပေါ့အဲ့ဒီအတင်ညတဗြမာဘုံပဲကဘာ900ထိုင်ရကလေးဖြစ်နေတာကဘာ900စီမှလူပြည်ပြန်တခါပရိသေစိတ်ပေါ်လာတယ်နော်အေးအဲ့တော့လူဘုံပဲရှိခဲ့တဲ့ခုနသုတိစိတ်ကလေးကပစ္စည်းတရားကဘာ900တတိုင်းချပြီးတော့ကဘာ900ကုံလို့နောက်တစ်ခါကျမှလူဘုံပဲပရိသေစိတ်လေးပေါ်လာတယ်နော်အရှိန်ကုံသွားလို့ပရိသေစိတ်ကလေးပေါ်လာအဲ့တော့လူဘုံပဲသုတိစိတ်ကလေးယတိဘဝနဲ့ဖြစ်ဖြစ်လူဘဝနဲ့ဖြစ်ဖြစ်ပေါ့ထိုင်ရကလေးသူတရားရှုမှရင်သုတိစိတ်ကြအဲ့ဒီသုတိစိတ်ဒီအနန္တရပစ္စည်းအနန္တရပစ္စည်းကဘာ900အတင်ညတဘုံဖြစ်ပြီးတော့နောက်ကဘာ900ကုံတော့လူပြီးမဲ့လူလေးတစ်ခါပရိသေစိတ်ကလေးဖြစ်အဲ့တော့အဲ့ဒီပရိသေစိတ်ကလေးကအနန္တရပစ္စည်းဥပ္ပံအဲ့တော့ဈာမရှိဘူးဆိုရှိရပဲလားဗျာလို့ပြောကြရရှိတယ်နော်အနန္တရပစ္စည်းမဲ့ကဘာ900တောင်မှဈာရှိနေတယ်ဗျာဟုတ်ပါမလားဆိုရင်ဒါကအနန္တရနအန္တရဈာမရှိဟူသည်ဒီပြင့်စိတ်စေတသိက်တွေဝင်တာမဟုတ်ဘူးမဝင်မဲနဲ့ဒီပြင့်စိတ်စေတသိက်မဝင်တာဘူးဈာစိတ်စေတသိက်မဝင်တာလို့ပြောတာကာလအနေအချင်းတော့ဈာရှိတယ်ဟုတ်ကလားအေးကဘာဘယ်လောက်တောင်မှကြာသွားတော့အေးကဘာ900ကြာသွားတယ် तू ကနန္တရားတွေဆက်ဆုပ်ပြီးတော့တရားအထုတ်လို့ရုပ်ကြီးဖြစ်နေလူပြည်မဲ့တချို့ကြတော့မတ်တရက်ကလေးသေးသွားမှာအဲ့ဒီအတင်ညတဘုံပဲတချို့ပြည်မာကြီးတွေမတ်တရက်တည်ဗျာနော်အေးတချို့ပုဂ္ဂိုလ်တွေကတော့လူပြည်မဲ့နေမကောင်းရင်မတ်တတုံလုံးလေးလဲပလက်ကလေးလမ်းပြီးတော့တရားရှုမှရင်သေးသွားအတင်ညတဘုံပဲပလက်ကလေးနဲ့အိပ်ရက်ကလေးနဲ့ကဘာ900ဖြစ်နေနော်တချို့ကညာဘက်စောင်းပြီးတော့သေးသွားညာဘက်စောင်းရက်ကလေးပဲအဲ့ဒါဟိုဘက်ကျတော့စိတ်မရှိတော့ပြောင်းလဲမပြောင်းတော့ဘူးညာဘက်စောင်းရက်ပဲကဘာ900ကြာသွားနော်တချို့ကဘယ်ဘက်စောင်းရက်အဲ့ဒါလိုဖြစ်တယ်တဲ့အဲ့လိုပုဂ္ဂိုလ်တွေကြဩကံဒိဋ္ဌိနေနာမရူပမရတော့ဘူးပေါ့ဩကံဒိဋ္ဌိနေပဋိသန္ဓေနေသောခဏ၌ရူပံယုတ်တရားသည်ဒါပဲရှိတော့ဟုတ်ကလားပြီးတော့အရူပဘုံဆိုတာအရူပ4ဘုံရှိသေးတယ်အရူပဆိုတာဗြမာကြီးတွေသူတို့ကတော့ရုပ်တရားတွေရှိလို့တယောက်နဲ့တယောက်ရိုက်ကြနှက်ကြဓာတ်နဲ့ခုတ်ကြတတ်ကြတဏှတ်တွေနဲ့ပြစ်ကြဒါရုပ်တရားတွေရှိလို့ရုပ်တရားတွေမရှိရင်ဒုက္ခအေးတာပဲဆိုတော့ရုပ်တရားတွေမရှိအောင်ဇံဝင်စားနောက်ဘဝကျတော့အရူပဘုံဖြစ်ပါစေလို့ဆုတောင်းပြီးတော့သေလိုက်တဲ့အခါကျတော့အရူပဘုံပဲရုပ်မရှိတဲ့ဘုံသွားဖြစ်တယ်ဟုတ်ကလားအဲ့ဒီဗြမာကြီးကြတော့လည်းပဲဩကံဒိဋ္ဌိနေနာမံမရှိတော့တာပေါ့ဟုတ်ကလားရူပံရှိသေးလားအေးအတညတဘုံကြတော့ရုပ်ပဲရှိတယ်ဩကံဒိဋ္ဌိနေရူပံအရူပဘုံကြတော့နန္တရားကြီးရှိလို့မို့လို့ဩကံဒိဋ္ဌိနေနာမံဟုတ်လားအဲ့ဒါလို့ရှိတယ်တဲ့ကြံတဲ့26ဘုံကြတော့ယုံနာရှိလို့နာမရူပံသဘောပေါက်တယ်နော်ကံဒိဋ္ဌိနေနာမရူပံဆိုတာ26ဘုံကိုပြောတာအတင်ညတဘုံကြတော့ဩကံဒိဋ္ဌိနေရူပံအရူပ4ဘုံကြတော့ဩကံဒိဋ္ဌိနေ
ကျန်တဲ့26ပုံကြတော့ဩကန္တိခဏေနာမရူပံအဲ့ဒါလို့မှတ်လိုက်ပေါ့ရှေ့သွားလိုက်ကြအောင်ဆိုနော်ရှေ့သွားလိုက်တော့သဟဇာတပစ္စည်းအညမြညပစ္စည်းပြီးတော့ဘာလာတော့နေတရာမိယာဆိုတဲ့အနေနဲ့ကျေးဇူးပြုတယ်တဲ့နေတရာကပါတယ်တော့ဥမာအပြင်အခုဖုံဖုံထိုင်းနေတဲ့ကလထိုင်ကြီးကမိယာပေါ့ဟုတ်လားဖုံဖုံကမိတတ်တဲ့ဥစ္စာပေါ့ကလထိုင်ကသူ့ပေါ်မှာဖုံဖုံကမိနေရတာဟုတ်ကဲ့မို့အဲ့တော့ဒီမလဲပဲသဟဇာတအနေနဲ့မိတာပုရိဇာတအနေနဲ့မိတာ2မျိုးရှိတယ်တဲ့နော်ဒီသဟဇာတနေတရာအတူတဝဖြစ်ပြီးတော့မိတာကိုသဟဇာတနေတရာအရင်ဖြစ်ပြီးတော့အရင်ဖြစ်နေတဲ့ယုတ်တရားကြီးပေါ်မိတာကပုရိဇာတနေတရာသဘောပေါက်တယ်နော်သဟဇာတနေတရာကခုနသဟဇာတပစ္စည်း5ဝက်ကြပဲနော်ဘုံဘုံရွတ်ပြမယ်ကြည့်ထားလိုက်ပေါ့5ဝက်ကြနော်နေတရာပစ္စယောတိသတ္တရောခန္ဓာရူပိနောအညမဉ္ဇံနေတရာပစ္စယေနာပစ္စယောတဝက်ကြသတ္တရောမဟာဗုဒ္ဓအညမဉ္ဇံနေတရာပစ္စယေနာပစ္စယော2ဝက်ကြမဟာဗုဒ္ဓဤဩကန္တိခဏေနာမရူပံအညမဉ္ဇံနေတရာပစ္စယေနာပစ္စယော3ဝက်ကြစိတ်တစေတတိကာဓမ္မာစိတ်တသမုဋ္ဌာနာနံရူပနံနေတရာပစ္စေနာပစ္စယော4ဝက်ကြမဟာဗုဒ္ဓဥပါဒာရူပနံနေတရာပစ္စေနာပစ္စယောဒါသဟဇာတနေတရာအတူတကွာလည်းဖြစ်တယ်မိလည်းမိရာဖြစ်တယ်နော်အဲ့ဒါ5ဝက်ကြအားလုံးရွတ်လိုက်သမှာနေတရာပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမဉ္ဇံနေတရာပစ္စယေနာပစ္စယောသတ္တရောမဟာဗုဒ္ဓအညမဉ္ဇံနေတရာပစ္စယေနာပစ္စယောဩကံဒိဋ္ဌနေသဟဇာတနဲ့အာလုံးတူတယ်သဟဇာတနေတရာအတူတကွဖြစ်ပြီးတော့မိယာဖြစ်တဲ့တရားပြီးတော့မှပုရိဇာတနေတရာပုရိဇာတနေတရာနော်အဲ့ဒါကြတော့6ဝက်ကြရှိမယ်မျက်စိနာနှာခေါင်းရှားကိုယ်ဟရိယဝတ္ထုဟုတ်လားပြန်ကြည့်လိုက်စမ်းမအောင်မျက်စိနာနှာခေါင်းရှားကိုယ်ဟရိယဝတ္ထုမျက်စိနဲ့တဝက်ကြနားနဲ့တဝက်ကြနှာခေါင်းနဲ့တဝက်ကြရှားနဲ့တဝက်ကြကိုယ်နဲ့တဝက်ကြဟရိယဝတ္ထုနဲ့တဝက်ကြ6ဝက်ကြဟောမယ်ပေါ့နော်သက္ခာယတနံသကုဝိညာဏဓာတုယတံသမယုတ်တကနိသဓမ္မာနံနေတရာပစ္စယေနာပစ္စယောသက္ခာယတနံမျက်စိသည်သကုဝိညာဏဓာတုယမြင်စိတ်အား၎င်းတံသမယုတ်တကနိသဓမ္မာနံထိုနှင့်ရှင်တဲ့စေတသိက်9ခုတို့အား၎င်းတပ္ပစိတ္တသာဓာရဏစေတသိက်9ခုဟုတ်လားထိုနှင့်ရှင်တဲ့စေတသိက်တို့အား၎င်းနေတရာပစ္စေနာမိယာဟူသောပစ္စယတတ္တိဖြင့်ပစ္စယောဥပါကာရကောကျေစုပြုတာဤမျက်စိကမိယာမြင်စိတ်ကလေးကမိတတ်တာနော်
မြင်စိတ်ကလေးကဘုရုပေါ်မှီဖြစ်ရတာတော့မျက်စိပေါ်မှီဖြစ်တာမျက်စိဒီရုပ်တရားမြင်စိတ်ဒီနံတရားအဲ့တော့နာမရူပပရိစ္ဆေရညာရရပေါ့ဟုတ်လားမျက်စိဒီအကြောင်းတရားမြင်စိတ်ဒီအကျိုးတရားအဲ့တော့အကြောင်းကျိုးကွဲတော့ပစ္စယပရိက္ခညာရတယ်အဲ့ဒီအကြောင်းရောအကျိုးရောနှစ်ခုလုံးခဏလေးဖြစ်ပြသွားတော့အနိစ္စဟုတ်ကဲ့မို့လားအနိစ္စဆိုတော့ဝိပဿနာဉာဏ်ဖြစ်ကြောမဟုတ်လားအေးဝိပဿနာဉာဏ်ဖြစ်လိုက်ရင်နိဗ္ဗာန်မဲ့တွတ်မိသူကဟုတ်လားနိဗ္ဗာန်မဲ့တဖြည်းဖြည်းရောက်တော့မှာသူကအဲ့ဒါလေးအဖို့တောင်ဘုံဘုံခေါ်ပါတယ်နော်စက်ခုပြီးတော့မလာရမလို့သောတာယတနံသောတာဝိညာဏဓာတုယတံသမယုတ်တကနိသာဓမ္မာနံနေတယပစ္စေနာပစ္စယောသောတာယတနံနာတိနာဆိုတဲ့ယုတ်တရားသည်သောတာဝိညာဏဓာတုယကြားစိတ်အား၎င်းတံသမယုတ်တကနိသာဓမ္မာနံထိုနှင့်ရှင်တဲ့စေတသိက်တို့အား၎င်းနေတယပစ္စေနာမိယာဟူသောတတ္တိဖြင့်နာလေးကမိယာကြားစိတ်ကလေးကမိတတ်တဲ့တရားနာလေးကယုတ်တရားကြားစိတ်ကနံတရားနာကအကြောင်းပစ္စည်းတရားကြားစိတ်ကအကျိုးပစ္စယုပ္ပံတရားနာမရူပပရိစ္ဆေရညာပစ္စယပရိက္ခညာကွဲသွားပြီမို့လားအေးခဏလေးဖြစ်ပြသွားလို့ပါတော့အနိစ္စအေးနားပြီးတော့ဘာလာရမလို့နှခေါင်းခန္ဓာယတနံခန္ဓာဝိညာဏဓာတုယတံသမယုတ်တကနိသာဓမ္မာနံနေတယပစ္စေနာပစ္စယောခန္ဓာယတနံနှခေါင်းသည်နှခေါင်းဆိုတဲ့ဒီထဲမှာပါတယ်နော်ခန္ဓာဝိညာဏဓာတုယခန္ဓာဝိညာဉ်နှင့်ရှင်သောခန္ဓာဝိညာဏဓာတုယနံစိတ်အား၎င်းတံသမယုတ်တကနိသာဓမ္မာနံထိုနံစိတ်နှင့်ရှင်တဲ့စေတသိက်တို့အား၎င်းနေတယပစ္စေနာမိယာဟုသောတတ္တိဖြင့်ပစ္စယောဥပါကာရကောကျေစုပြုတာဤနှခေါင်းကယုတ်တရားနံစိတ်ကနံတရားယုတ်နံကွဲရောနော်နှခေါင်းကအကြောင်းပစ္စည်းတရားနံစိတ်ကအကျိုးပစ္စယုပ္ပံတရားအဲ့တော့ဘာကွဲဖြစ်သွားတော့ပစ္စယပရိက္ခညာအေးနှခေါင်းကိုနံစိတ်ကလေးကိုခဏလေးဖြစ်ပြသွားတော့ပါတယ်တော့အနိစ္စအနိစ္စနော်နှခေါင်းပြီးတော့ဘာလာရမလို့ရှာဇိဝယတနံဇိဝဝိညာဏဓာတုယတံသမယုတ်တကနိသာဓမ္မာနံနေတယပစ္စေနာပစ္စယောဇိဝယတနံရှာသည်ရှာဆိုတဲ့ယုတ်တရားလေးဇိဝဝိညာဏဓာတုယယတိစိတ်အား၎င်းတံသမယုတ်တကနိသာဓမ္မာနံထိုနှင့်ရှင်တဲ့စေတသိက်တို့အား၎င်းနေတယပစ္စေနာမိယာဟုသောတတ္တိဖြင့်ပစ္စယောဥမာကာရကောကျေသူပြုတာဤရှာကယုတ်တရားယတိစိတ်ကနံတရားရှာကအကြောင်းတရားယတိစိတ်ကအဲ့တော့နာမရူပပရိစ္ဆေရညာပစ္စယပရိက္ခညာရတယ်နော်ဒီပဋ္ဌာန်းနဲ့ဒီလိုပစ္စယပရိက္ခညာရတဲ့တရားဘယ်မှမရှိဘူးနော်ပဋ္ဌာန်းကအကြောင်းအကျိုးဒီပစ္စည်းတိုင်းဟောနေတာနော်အေးအဲ့ဒါဆိုရင်သုလသောတာပန်ကတော့သိကြပေါ့ပေါက်ရပါပြီဥပမာလေးနဲ့ပြောလိုက်အောင်မိုးပြန်ပေါ်လုံးလေးနဲ့ပြောလိုက်ပေါ့ဟုတ်လားတို့ဆရာတော်ကပြောထားတာကွာဟုတ်လားအေးအဲ့ဒါဇိဝယတနာပြီးတော့ဘာလာမလို့အေးကာယယတနံကာယဝိညာဏဓာတုယတံသမယုတ်တကနိသာဓမ္မာနံနေတယပစ္စေနာပစ္စယော
ကာယယတနံကိုယ်ဒီကိုယ်စတိခန္ဓာကိုယ်ရဲ့ရှိတဲ့ကာယပတာရယုတ်ကလေးနော်ကာယဝိညာဏဓာတုယာထိတိစိတ်အား၎င်းတန်တမြုတကနိသဓမ္မနံထိုနှင်းရှင်တဲ့စေတသိက်တို့အား၎င်းနေတယပစ္စေနမိယာဟုသောတတ္တိဖြင့်ပစ္စယောဥပါကာရကောကျေသူပြုတာ၏ကာယပတာရယုတ်ကပစ္စည်းယုတ်တရားထိတိစိတ်ကလေးကနန္တရားပစ္စယုပ္ပန်တရားဟုတ်ကလားအဲ့ဒါလို့ကွဲသွားတာပေါ့နော်အဲ့ဒီငါးဝက်ကြလေးပဲမျက်စိနားနှာခေါင်းရှာကိုယ်ဒီရင်ရထားလိုက်အောင်ဆိုသားမနေတယပစ္စယောတိအရူပိနောအညမြညာနေတယပစ္စေနာပစ္စယောသန္တာရောမဟာဗုဒ္ဓမဟာဗုဒ္ဓဥပါဒာရူပနံနေတယပစ္စေနပစ္စယောသက္ခာယတနံသက္ခုဝိညာဏသတ္တိယကာယယောနိသဓမ္မနံနေတယပစ္စေနပစ္စယောသောတာယတနံသောတာဝိညာဏဓာတုယနေတယပစ္စေနာပစ္စယောခန္ဓာယတနံတံသမြုတကနိသဓမ္မနံနေတယပစ္စေနာပစ္စယောဇိဝါယတနံတံသမြုတကနိသဓမ္မနံနေတယပစ္စေနာပစ္စယောကာယယတနံကာယဝိညာဏဓာတုယတဏ္ဍမြုတ္တနိသဓမ္မနံနေတယပစ္စေနာပစ္စယောမျက်စိနာနှာခေါင်းရှာကိုယ်ငါးခုပြီးသွားပြီနောက်တစ်ခါဘာလာမှာတော့ဟရိယဝတ္ထုဟရိယဝတ္ထုဘောဓာတ်ကနန္ဒ9ခုရှိတာကိုသက္ခုဝိညာဏဓာတ်သောတာဝိညာဏဓာတ်ခန္ဓာဝိညာဏဓာတ်ဇိဝဝိညာဏဓာတ်ကာယဝိညာဏဓာတ်မတန်၅ခုပြီးသွားပြီပြီးတော့မနောဓာတ်မနောဝိညာဏဓာတ်လို့ဓာတ်ဘယ်နှခုကြာနော်နှစ်ခုကြာနေအဲ့ဒီကြာနေမနောဓာတ်နဲ့မနောဝိညာဏဓာတ်ကတော့ဟရိယဝတ္ထုဆိုရဲနှလုံးသားပုံမှာမိတယ်တဲ့ဟုတ်ကလားဓာတ်နှစ်ဓာတ်ခုနကသက္ကဝိညာဏဓာတ်ကမျက်လုံးမိလောတဝိညာဏဓာတ်ကနားမယ်မိခန္ဓာဝိညာဏဓာတ်ကနှာခေါင်းမှာမိဇိဝဝိညာဏဓာတ်ကရှားမှာမိပြီးတော့ကာယဝိညာဏဓာတ်ကကိုယ်မှာမိငါးခုသူအစဉ်တိုင်းပြီးပြီကျန်တာမနောဓာတ်မနောဝိညာဏဓာတ်ကျန်တဲ့စိတ်နှစ်ခုကတော့နှလုံးသားပုံမှာမိတယ်တဲ့ဟုတ်လားဟိုသိပ္ပံဆရာတွေကတော့ဒီ brain လို့ခေါ်တဲ့အုံနောက်မှာမိတယ်လို့သူတို့ကပြောတယ်သူကနော်သူတို့လည်းသူတို့နီးနဲ့သူတို့ပြောပါလိမ့်မယ်နော်မြတ်စွာဘုရားသခင်ရဲ့ဉာဏ်တော့သူတို့ပဲမိမှာတော့နော်ဘုံဘုံတို့ကတော့ကိုယ်ဖျားဟောတဲ့အတိုင်းပဲမှတ်လိုက်ကြသူနော်အဲ့ဒီမနောဓာတ်မနောဝိညာဏဓာတ်တွေကဘယ်မဲ့မိတဲ့တော့ဟရိယဝတ္ထုမဲ့မိတယ်ဟရိယဝတ္ထုမိတယ်နော်ဟရိယဝတ္ထုမိတယ်အဲ့ဒါလေးကိုမြတ်စွာဘုရားကယံရူပံနေတယာမနောဓာတုသမနောဝိညာဏဓာတုသဝတ္တန္တိ
တံရူပံမနောဓာတုယာသမနောဝိညာဏဓာတုယာသတံသမယုတကနိသဓမ္မာနံနေတယပစ္စယေနာပစ္စယောယံရူပံအကျဉ်ယုတ်တရားကိုဖျားဟောတာကတော့ဘယ်ယုတ်လို့မဟုတ်ဘူးဟရိယဝတ္ထုလို့လည်းမပါဘူးအုံနောက်လို့လည်းမပါဘူးကွာနော်အကျဉ်ယုတ်တရားကိုနေတယအမိပြု၍မနောဓာတုသမနောဓာတ်တိလည်းကောင်းပင်စဒွါရဝိဇ္ဇာနဲ့တမ္ပတိဆိုင်အဲ့ဒီစိတ်နှစ်ခုစိတ်သုံးခုကိုမနောဓာတ်လို့ခေါ်တာမနောဝိညာဏဓာတုသမနောဝိညာဏဓာတ်တိလည်းကောင်းအဲ့ဒီမနောဓာတ်မနောဝိညာဏဓာတ်ဒီဟာတွေဟာတဲ့အကျဉ်ယုတ်တရားကိုအမိပြုပြီးတော့ဖြစ်တယ်ဘယ်ယုတ်လို့မဖွဟိုဒီမဲ့ပါဠိတော်မပါဘူးထာဂရာတွေတဲမနောဟရိယဝတ္ထုဟုတ်လားနှလုံးသားဒီဟူတော့ယုတ်တရားကိုအမိပြုပြီးတော့ဖြစ်တယ်အဲ့ဒီမိအပ်တဲ့နှလုံးသားသည်ပစ္စည်းတရားပြီးတော့မှမနောဓမနောဝိညာဏတန်တဲ့စေတသိက်တွေကပစ္စယုတ်ပံတရားအမိခံရတဲ့ဟရိယဝတ္ထုကယုတ်တရားမိတတ်တဲ့မနောဓမနောဝိညာဏတွေကနန္တရားယုတ်တရားကပစ္စည်းနန္တရားကပစ္စယုတ်ပံသဘောပေါက်လားအဲ့ဒါလိုဖြစ်ပြကြတယ်တဲ့အဲ့ဒါလေးဆိုလိုက်စမ်းမအောင်ယံရူပံနိဒာယယံရူပံအယဖြစ်တဲ့ဟရိယဝတ္ထုနှလုံးသားကယုတ်တရားသူ့ပေါ်မှီဖြစ်တဲ့မနောဓမနောဝိညာဏဓာတ်တွေကနန္တရားယုံနံကွဲသွားတော့နာမရူပပရိစ္ဆေရညာရတယ်ဟုတ်ကလားဟရိယဝတ္ထုကအကြောင်းတရားပြီးတော့မနောဓမနောဝိညာဏဓာတ်တွေကအကျိုးတရားအကြောင်းကြောင့်အကျိုးဖြစ်တာဗြဟ္မာဗိဒ္ဓနုစတဲ့တကုရှင်ဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးဟုတ်ကဲ့မို့လားအဲကြတော့ပစ္စယပရိက္ခညာပြီးတော့သူတို့နှစ်ခုလုံးပဲဖြစ်ပြသွားကြတယ်မဟုတ်လားမနေ့ကကိုရင်လေးစိတ်ကူးလိုက်ပြလိုက်တာမှတ်မိသေးလားဒါတရားတွေသူဆရာတော်ကြီးရက်တောင်နဲ့ခုတ်ပြတာဆရာနော်အဲ့ဒါလည်းပဲသူစိတ်ကဟရိယဝတ္ထုလေးပေါ်မှီပြီးတော့ဟိုးမဲ့ပေါ်လာတဲ့ဓမ္မယုံလေးကပစ္စည်းပေါ်အဲ့ဒီတော့အာရမဏပစ္စည်းမဟုတ်လားဒီကတော့နေတ္တယပစ္စည်းဆိုတော့ဟရိယဝတ္ထုကပစ္စည်းနော်ပြီးတော့မှီတဲ့စိတ်ကူးစိတ်တွေကပစ္စယုတ်ပံအဲ့လိုဖြစ်တာပေါ့နေတ္တယပစ္စည်းပြီးတော့ဘာလာမလို့ဥပနိတ္တယပစ္စည်းဥပဆိုတာအာကြည်တော့နိတ္တယကမိယာဥပကဘာလဲတော့အာကြည်တော့မိယာနော်အာကြည်တော့မိယာနိတ္တယကတော့တာမြင်ညမိယာပေါ့ဥပနိတ္တယကြတော့အာကြည်တဲ့မိယာအဲ့ဒီမဲ့တော့ကိုးဝက်ကြမြတ်စွာဘုရားဟောပါလိမ့်မယ်နော်ကုသိုလ်အတွက်၃ဝက်ကြအကုသိုလ်အတွက်၃ဝက်ကြအဗျာကတအတွက်၃ဝက်ကြဘယ်နှဝက်ကြဟောမလို့အဲ့ဒါကုသိုလ်အတွက်၃ဝက်ကြကြည်လိုက်ဥပနိတယပစ္စယောတိပုရိမာကုသလာဓမ္မာပစ္စည်းမာနံကုသလာနံဓမ္မာနံဥပနိတယပစ္စယေနပစ္စယောရှေးကုသိုလ်ကပစ္စည်းနောက်ကုသိုလ်ကပစ္စယုတ်ပံတဝက်ကြပြီးပြီနော်နောက်ရှေးကုသိုလ်ကပစ္စည်းနောက်ဖြစ်တဲ့အကုသိုလ်ကပစ္စယုတ်ပံပုရိမာကုသလဓမ္မာပစ္စည်းမာနံအကုသလနံဓမ္မာနံကေတင်စီ
ဥပါနေတရားပစ္စေနာပစ္စယောဒီကြတော့အကုသိုလ်တိုင်းမဟုတ်ဘူးတဲ့တချို့အကုသိုလ်ကေတင်စီဆိုတာနော်တချို့လို့ပြောတာပေါ့မလို့ဒီဥစ္စာကိုလူတိုင်းသိကြတယ်ဆိုလူတိုင်းသိတယ်ဆိုရင်တော့ဒီတိုင်းကေတင်စီထဲကြမှာတချို့လူသာသိတယ်ဆိုရင်ကေတင်စီဟုတ်လားဒီလည်းပဲကုသိုလ်နှောင်းမယ်အကုသိုလ်ဖြစ်တယ်ဆိုတာတချို့ဖြစ်တယ်တချို့မဖြစ်ဘူးလို့သိအောင်နော်ပုရိမာကုဏလဓမ္မာပစ္စည်းမာနံအပြာကဒါနံဓမ္မာနံဥပနိတယပစ္စေနာပစ္စယောသုံးဝဲကြခဲ့ဖတ်လိုက်စမ်းပါအဲ့ဒါရှေးကုသိုလ်တရားတွေကနောက်ကုသိုလ်တရားကုသိုလ်ချင်းခြေစုပြုတာပေါ့နော်ရှေးကုသိုလ်ကနောက်ကုသိုလ်ဥပမာအပြင်မင်္ဂလေးတွေတဏ္ဍခါလိမ့်ကြတာလူလိမ့်တထလိမ့်လိုက်တယ်ဆိုပထမလိမ့်ထားတဲ့တဏ္ဍခါလေးတွေပေါင်နာလေးတွေကအရင်ဆိုတော့ပုရိမာကုသလာဓမ္မာသဘောမျိုးပေါ့နော်နောက်တစ်ခါတက်ချဆန်းနဲ့မပြီးသေးဘူးနောက်ထပ်လေးရသေးမို့လားနောက်ထပ်လေးလိုက်တော့ပိုးပြီးတော့ချောသွားတာပေါ့နော်အဲ့လိုပဲကုသိုလ်တွေကလည်းတခါတည်းလုံးလို့မဖြစ်ဘူးသူကရှေးကုသိုလ်ကနေပြီးနောက်ကုသိုလ်ကျေစုပြုတာနော်ရှေးကုသိုလ်ကနောက်ကုသိုလ်ကျေစုပြုအကုသိုလ်ကြတော့လဲဒီလိုပဲအကုသိုလ်လုပ်တဲ့လူကတခါလုပ်ပြီးအကုသိုလ်လျှောက်လို့အဲ့တော့ရှေးအကုသိုလ်ကနောက်အကုသိုလ်ကျေစုပြုတယ်နော်ကုသိုလ်ကနေပြီးတော့အကုသိုလ်ကြတော့တခါတည်းရမယ်ကျေစုပြုတယ်တခါတည်းရကြတော့လဲကျေစုမပြုဘူးနော်တခါတည်းရကြတော့လဲကျေစုမပြုဘူးဥမာအားဖြင့်ဘုံဘုံတို့စာတတ်တဲ့ဆရောကြီးတွေရှိတယ်လူတွေလည်းပဲစာတတ်တဲ့လူတွေရှိဘွယ်လူတွေဂုံလူတွေ BA တွေ MA တွေ BSc MSc ဒေါက်တာဘွယ်တွေရှိတယ်မဟုတ်လားသိတော်တာပေါ့ဘုန်းကြီးတွေလည်းပဲဓမ္မစရိယမှာမျိုးစုံနော်အခုခေတ်ဘုန်းကြီးတွေကြတော့ဒေါက်တာဘွယ်တွေလည်းရနော်အဲ့ဒါလိုရပြီးတော့ကုသိုလ်တွေရတယ်ထားပါတော့ရှေးကုသိုလ်ကနေပြီးတော့ကုသိုလ်ရတော့ငါကွာငါလိုလူတပူရှိသေးလားညီနာကောင်တဲ့လက်ခကောင်ခွေးချီအဲ့လိုမာနကြီးပလိုက်တာပေါ့မာနကြီးပလိုက်ရင်အဲ့ဒါကုသိုလ်ကအကုသိုလ်ကိုကျေစုပြုတာတဲ့ဟုတ်ကလားကိုစံတတ်တယ်ဆိုမာနမကြီးရဘူးမာနကြီးရင်ကုသိုလ်ကပုရိမာကုသလာဓမ္မာပစ္စည်းမာနအကုသလာနံဓမ္မာနကေတင်စိဖြစ်သွားမှာဟုတ်လားစံတတ်တယ်ဆိုပြီးတော့မာနမကြီးနဲ့ဟုတ်လားမာနကြီးလို့ရှိရင်အကုသိုလ်ဖြစ်တယ်တဲ့အကုသိုလ်ပဲကြတော့လဲသုံးဝဲကြဘုံဘုံကဆိုပြလိုက်ပါပုရိမာအကုသလာဓမ္မာတွေ့တယ်နော်ပစ္စည်းမာနံအကုသလာနံဓမ္မာနံဥပနိတယပစ္စေနာပစ္စယောရှေးအကုသိုလ်ကပစ္စည်းနောက်အကုသိုလ်ကပစ္စယုပ္ပံဒါနော်ပုရိမာအကုသလာဓမ္မာပစ္စည်းမာနံကုသလာနံဓမ္မာနံဥပနိတယပစ္စေနာပစ္စယောရှေးကအကုသိုလ်နောက်ကဘာလာတော့ကုသိုလ်တွေလားရံခါမဲ့အဲ့ဒါကြတော့ရံခါမို့လို့ကေတင်စီလို့ထဲတယ်တွေ့ရလားရှေးအကုသိုလ်ကရံခါမဲ့နောက်တရားကုသိုလ်ဖြစ်အောင်လဲကျေးဇူးပြုတယ်တဲ့ပြီးတော့မှပုံလေးပြောပြပါနော်
ပုရိမာကုသလာဓမ္မာပစ္စည်းမာနာအပြာဒါနံဓမ္မာနံဥပနိတယပစ္စေနာပစ္စယောကဲသုံးဝက်ကြဖတ်လိုက်စမ်းပါကေတင်စီဒီအကုသိုလ်တွေကုသိုလ်တွေသူတို့တရားတွေကလည်းအထုံပြီးဖြစ်ပြီးတော့အကုသိုလ်များတဲ့လူတွေနားလေးလည်းတိတ်မသွားတာကောင်းတယ်ဟုတ်လားအကုသိုလ်များတဲ့ပုဂ္ဂိုလ်နာသွားရင်ဓာတ်တီကူးလာတတ်တယ်ဗျာဟုတ်လားအေးဘုံဟိုစားရဲမဲ့တွေ့ရတာမြတ်စွာဘုရားသခင်နဲ့ယဟန်တပါကြွသွားတော့ဥယျာဉ်ကြီးတစ်ခုတွေ့တယ်ဥယျာဉ်ကြီးကအေဂျန်သားရလို့ပြောမျိုးစရာတရားအထုတ်စရာကောင်းတယ်ဒါနဲ့အဲ့ဒီဘုန်းကြီးကလျှောက်တယ်မြတ်စွာဘုရားတပည့်တော်ဒီဥယျာဉ်နဲ့မယ်တရားအထုတ်ချင်လိုက်တာလို့ပြောတယ်မထုတ်နဲ့လို့မြတ်စွာဘုရားပြောတယ်ဟုတ်ဘူးဗျာတပည့်တော်စိတ်ထဲမှာအလွန်မှတရားအထုတ်ခြင်းနေပါတယ်ထုတ်ပြရသေးမထုတ်နဲ့ကွမြတ်စွာဘုရားကဒီလိုပြောတယ်မရဘူးအရှင်မြတ်တပိတ်တပည့်တော့မယူတော့ဘူးဘုရားဆိုဒွေကြီးမြေကြီးပေါ်ချတော့ခဲ့ချပြီးတော့ तू ကသွားတာအဲ့ဒီဥယျာဉ်နဲ့သွားတရားအားထုတ်ပြီးတော့နောက်တော်တော်လေးကြာမှနောက်ရက်လောက်မှပြန်လာတပိတ်ဒီသင်္ကန်းနေလဲကွဲစုပ်ပြနော်ခေါင်းလည်းပဲအပေါက်ပြဲလို့အရိုက်နှစ်ခံရသူဓမြတွေနဲ့တွေ့လို့ပေါ့ तू ကလူဆိုးတွေနဲ့တွေ့တော့အဲ့ဓာတွေဖះကမြင်တယ်မသွားနဲ့လို့ပြောတာနော်မရဘူးအဲ့ဒီနေရာသူကတရားအားထုတ်မယ်ဆိုပြီးတော့သွားတာတရားလည်းအားထုတ်လို့မရဘူးတဲ့ဘာမလို့မရတယ်လဲလို့မြတ်စွာဘုရားမေးတယ်ဟာဥယျာဉ်လေးကတော့တာယာလိုက်တာဖះတရားအားထုတ်လို့အလွန်တရာကောင်းမဲ့နေရာလေးအားထုတ်လို့ကိုမရဘူးတပည့်တော့ကိလေသာစိတ်တွေပဲပေါ်နေတယ်လို့ပြောတယ်အေးကွာအဲ့ဒီဥယျာဉ်နဲ့မင်းကအရင်ဘဝဘဝပေါင်း900ဘယင်ကြီးဖြစ်ပြီးတော့မိဖုရားတွေနဲ့ပျော်မြူးခဲ့တာတဲ့မိဖုရားတွေနဲ့ပျော်မြူးခဲ့တဲ့ကိလေသာအထုံတွေကအဲ့ဒီမှာအငွေ့တွေဟတ်နေတော့အဲ့ဒီနေရာသွားအားထုတ်တော့ရပါမလားမရပါဘူးဗျာအေးအဲ့ဒါကြောင့်မြတ်စွာဘုရားကပြောတာ तू ကနားမထောင်ဘူးဟုတ်လားအေးအဲ့ဒါကြောင့်ကိလေသာတွေများတဲ့နေရာအာမထုံတဲ့တရားမရဘူးဟုတ်လားအေးကရင်တွေချင်းတောင်တွေကစပြီးတော့ဖွတ်ပြစ်လိုက်ရတယ်ဒီတိုင်းကြီးမဟုတ်တရားအထုတ်သွားလို့ရှိမသွားနဲ့ရိတ်သားတွေဘာတွေသွားမယ်ဆိုရင်ကရင်တို့ချင်းတောင်တို့တတ်ရဖြစ်ပါစေနော်အင်ကြီးတွေလုံကြီးတွေလည်းကောင်းကောင်းမွန်မွန်တတ်ရဖြူပြီးစင်စင်လေးဖြစ်ပါစေပေါ့နော်တို့မို့အငွေ့အသက်တွေပါလာမဆိုလို့အဲ့ဒါကြောင့်အကုသိုလ်ကလည်းကုသိုလ်လည်းအခါတလေတော့ကျေးဇူးပြုပါလေတဲ့ကေတင်စီလေအဲ့ဒါလေးကိုတော့ဘုံဘုံကပြောလိုက်မယ်ညီတော်မင်းနာအကြောင်းဆိုသိကြတယ်မဟုတ်လားညီတော်မင်းနာကဘုရားကြီးမင်းနာနဲ့ဇနဗရကလျာဏီမင်္ဂလာပွဲဖះဆွမ်းစားပြဖះဆွမ်းစားနန်းတော်ထဲမှာဆွမ်းစားပြီးတော့ပြီးတော့ညီတော်မင်းနာကိုတပိတ်ကလေးလှမ်းပေးလိုက်တယ်လှမ်းပေးလိုက်တော့ညီတော်မင်းနာတပိတ်ထမ်းလိုက်သွားဖះကညီတော်မင်းနာခေါ်သွားပြီဆိုဇနဗရကလျာဏီပြောတော့ဇနဗရကလျာဏီလည်းဖီးလက်စားသပင်လေးဒီတိုင်းလေးနဲ့ရင်းမောက်ကနေလှမ်းပြီးတော့မောင်းတော့မြန်ပြန်ခဲ့ပါလို့လှမ်းပြောလိုက်တယ်ပြောသူကလည်းအဲ့ဒီအတန်လေးနားရမထွက်ဘူးတဲ့မြန်ပြန်ခဲ့ပါဆိုတာလေးပဲတော့အမှန်ကြတော့ကြောက်ရောက်တယ်မြတ်စွာဘုရားမေးတယ်ညီတော်မင်းနာမင်းဘုန်းကြီးဝတ်နိုင်မှာမလား
ဘယင်မျိုးဆိုတာမဝတ်နိုင်ဘူးမပြောရဘူးလေဝတ်နိုင်တယ်ဗျာအေးဝတ်နိုင်ဝတ်กว่าဆိုကရုပ်တော့ဘုန်းကြီးဝတ်ပြလိုက်ကြောမသူကတော့ဘယ်ဟာပြုလို့ပြောလိုက်မလို့ငါတော့လူထွက်မှာกว่าပြန်ပြီးတော့မင်္ဂလာဆောင်ပါအဲ့လိုနဲ့ तू မပြောဘူးဒီပြင်တရားကြားအောင်လဲ तू ကပြောနေရတယ်လူထွက်မှာกว่าအဲ့လိုနဲ့နေတော့မြတ်စွာဘုရားညီတော်မင်းနဲ့လာသူလမ်းလျှောက်သွားအောင်กว่าလို့ခေါ်သွားတောင်ကြီးလေးတစ်ခုကရောက်တော့တင်းငုတ်တူကြီးတစ်ခုကလည်းမီးလောင်ထားလို့မဲလို့တဲ့အဲ့ဒီပေါ်မှာမြောက်ဥမာကြီးဆိုကောင်လည်းထိုင်းနေလေတာအိုးမဲကြီးနဲ့ तू ကဟိုကိုင်းကြီးကိုင်းဆိုတော့မဲလို့ညီတော်မင်းနဲ့ဟိုကဘာကြီးတော့ဟဲ့မြောက်ဥမာကြီးပါဗျာအိုးမဲကြီးနဲ့မဲနေအဲ့ဒီမြောက်ဥမာကြီးနဲ့မင်းဇနဗရကလျာဏီဘ누구ကချောတော့မနှိုင်းလိုက်ပါဘူးဖေဟာသူဇနဗရကလျာဏီကမဲပွဲရဘူးနော်မနှိုင်းတတ်ပါဘူးဖေဟာလို့ပြောတော့ကဲဆိုပြီးတော့ဖေဟာတာဝရိနာခေါ်သွားတယ်တာဝရိနာခေါ်သွားတော့နတ်သမီးတွေကဟာမြတ်စွာဘုရားကြွလာတယ်ဒါကြောင့်ရှ िख ိုးကြဆိုရှ िख ိုးကြခေါ်ပြီးလှပြီးဆိုရင်နတ်သမီးလေး900ကရှေ့ကနေရှ िख ိုးညီတော်မင်းနံကိုပြမင်းနံဟိုနတ်သမီးလေးတွေနဲ့မင်းဇနဗရကလျာဏီဘယ်လိုနေတော့အမဘုရားနတ်သမီးလေးတွေနဲ့စာရင်တော့ဇနဗရကလျာဏီကမြောက်မကြီးလောက်ဖြစ်တော့ပါဗျာလို့ပြောမဲအဲ့ဒါကြီးလူကျင်လားလူကျင်တယ်ဗျာငါတအာမခံတယ်မဲငါပြောတဲ့တရားသာအထုတ်မဲ့ဗျာတေးသေးကြီးပေါ့ဆိုတာသူကလူကျင်တာကိုအဲ့ဒါနဲ့ခေါ်လာပြီးတော့32ခုထာတာအဋ္ဌိမသမိန်ကာယေကေတာလောမနခာဒန္တာတဇောသပင်အမွေခြေတဲ့လက်တဲ့သွားအရေးနဲ့သူကအပြတ်များအနှံဆိုးဘာမှအတိတ်ပဲလည်းမစင်စားမနဲ့ဆိုးနေသူများတွေပြောင်ညနတ်သမီးကတော့လာလိုက်မဟိဘေးကကိုတော်လေးတွေကအဲ့လိုပြောဒါနဲ့သူကမခံကျင်တာနဲ့ဒီသူတို့နာမအာမထုတ်ဘူးဘေးတစ်တပင်ဝါတပင်အောက်သွားအထုတ်တော့မှနောက်တရားသဘောလေးစဉ်းစားတော့ဒီခန္ဓာကိုယ်သပင်အမွေခြေတဲ့လက်တဲ့သွားရေးပထဝီဓာတ်တွေဖြစ်ပြနေတာဒီပါလားလို့သဘောပေါက်လိုက်တော့မှယဟန္တာဖြစ်သွားတယ်နော်ဆရာတော်ပြောလို့ရင်ကအကုသိုလ်ကလည်းပဲယံခါကုသိုလ်ဖြစ်အောင်ကျေးဇူးပြုတယ်ဟုတ်လားဒီနတ်သမီးလေးတွေလိုချင်တဲ့လောဘကနေပြီးတော့သူတရားတအားအထုတ်လိုက်တော့ယဟန္တာဖြစ်သွားတယ်မဟုတ်လားမညံဖူးညာနေအဲ့ဒါယံခါဖြစ်တယ်တို့မျိုးကြောင့်ကေးတင်စီလေးအမြဲတမ်းတော့မဖြစ်ဘူးပေါ့နော်အကုသိုလ်အဲ့ဒီအကုသိုလ်သုံးဝက်ကြရွတ်လိုက်စမ်းပါဦးပုရိမာအကုသလာဓမ္မာပစ္စည်းမာနံပစ္စည်းမာနံအကုသလာဓမ္မာနံကေတိယပစ္စည်းနာပစ္စယောပုရိမာအကုသလာဓမ္မာပစ္စည်းမာနံပစ္စည်းမာနံအကုသလာဓမ္မာနံကေတိစီပါရိယပစ္စည်းနာပစ္စယောပုရိမာအကုသလာဓမ္မာပစ္စည်းမာနံပစ္စည်းမာနံအကုသလာဓမ္မာနံပါရိယပစ္စည်းနာပစ္စယောအဗျာကတသုံးဝက်ကြာရှေးအဗျာကတကပစ္စည်းနောက်အဗျာကတကပစ္စယုတ်ပံတဝက်ကြနော်ရှေးအဗျာကတကပစ္စည်းနောက်ကုသိုလ်တရားတွေကပစ္စယုတ်ပံရှေးအဗျာကတကပစ္စည်းနောက်အကုသိုလ်တရားတွေကပစ္စယုတ်ပံဒီလိုအဗျာကတအတွက်လဲသုံးဝက်ကြနော်ဒီတော့ယဟန္တာပုဂ္ဂိုလ်တွေကြတော့ဝိဘက်ကရိယာအဗျာကတတွေဖြစ်တယ်ပေါ့ကုသိုလ်အကုသိုလ်ဆိုတာကတော့ပုထုဇဉ်တို့တိခပုဂ္ဂိုလ်တွေမတော့ပုထုကုသိုလ်အကုသိုလ်ဖြစ်ဒီမဲ့ပုရိမာအဗျာကတဓမ္မာပစ္စည်းမာနံအဗျာကတနာဓမ္မာနာအဲ့ဒီမဲ့ဇောရီကတော့ယဟန္တာပုဂ္ဂိုလ်ကရိယာဇောရီစောတယ်ပေါ့ကျန်တဲ့ပုဂ္ဂိုလ်တွေကြတော့အဒီဒဘုံတို့ဘုံငါစလနာတို့ဘုံကိုပစ္စေရစသည်ဖြင့်
ရှိတော့ဇောမဟုတ်တဲ့တရားတွေကလည်းရှိတော့ဝိဘက်ကရိယာကနောက်တော့ဝိဘက်ကရိယာအားကျေးဇူးပြုတယ်သုံးဝဲကြဖတ်လိုက်ပါဦးကိုယ်ရဲ့ကြပြီးတော့မှမြတ်စွာဘုရားကနောက်ပညာတရားတွေအနေနဲ့သုံးဝက်ကြမှာပြီးတယ်နော်ဥဒုဘောဇနံပိဥပါနိတယပိစေနာပိစယောတဝက်ကြပုဂ္ဂလောပိဥပါနိတယပိစေနာပိစယောဒိနာတနံပိဥပါနိတယပိစေနာပိစယောဥဒုတို့ဘောဇင်တို့ကလည်းပဲအာကြီးတဲ့မိယာအနေနဲ့ကျေးဇူးပြုတယ်တဲ့နော်ပြီးတော့ပုဂ္ဂလောပိပုဂ္ဂိုလ်ဟာလည်းပဲအာကြီးတဲ့အနေနဲ့ကျေးဇူးပြုတယ်ပုဂ္ဂိုလ်ကောင်းမှမိတ်ဆွေတို့တငယ်ချင်းတို့ဒီလိုအာကိုနဲ့အတူနေတဲ့ပုဂ္ဂိုလ်ကြီးကောင်းမှုလို့တယ်နော်မကောင်းတဲ့လူတွေနဲ့မပေါင်းနဲ့ဓာတ်တီကူးသွားမှဆိုလို့ဟုတ်ကလားပြီးတော့သေနာတနံပိလည်းဒီလိုပဲခုနကတော့ကူတော့ဖះစကားနားမထောင်ဘူးဥယျာဉ်နဲ့သွားတာသူရိုက်နဲ့ခံရတာပေါ့သူဟုတ်ကလားပြီးတော့တရားအားထုတ်တော့လည်းမရဘူးကိရိတာတွေဘောနေအရင်ဘဝကဘဝ900သူကဒီဥယျာဉ်နဲ့ပဲပျော်မြူးခဲ့တာမိဖုရားတွေနဲ့နော်အဲ့ဒီဓာတ်တွေကကြမ်းနေလို့မို့လို့သေနာတနဆိုတဲ့ကိုနေတဲ့ထိုင်တဲ့ကြောင်းအိယာနေရကရင်တို့ချင်းအောင်တို့ကစတန့်ရှင်းရတယ်နော်အေးတန့်ရှင်းရတယ်တဲ့ဒီဥဒုဘောဇနာအရာလည်းပဲဘုံဘုံတို့ပုံလေးတစ်ခုပြောပြပါမြတ်စွာဘုရားသခင်ရွာတေဝါကဆွမ်းစားပင်တော့မြတ်စွာဘုရားအမှုရှိတဲ့သံဃာတော်ကြီးဆွမ်းစားကြွရွာလေကောင်းဇေယျကြီးဓမ္မယုံကြီးပေါ်ကျွေးတယ်ထားကြပါစို့ဆွမ်းစားလို့ပြီးပြီဆိုတော့မြတ်စွာဘုရားဆုံးကလို့ဆွမ်းစားလို့သံဃာတွေအလုံးပြီးပါပြီပြတရားဟောတော်မူပါလို့တက္ကရာလျှောက်တယ်ပေါ့လျှောက်တော့မြတ်စွာဘုရားကအေးအဲ့ထဲမှာတက္ကတယောက်မမြင်ဘူးမောင်ဘဆိုတဲ့တက္ကမမြင်ပါပဲလားဟာမြတ်စွာဘုရားမောင်မတွေ့ရင်တဲ့ရှားဟိသွားရှားဆိုတော့မောင်မရွာထဲမရှိဘူးသူနွားပြောက်လို့တောထဲလိုက်ရှားနေတယ်နွားရှားနေတယ်လိုက်ရှာဒီကောင်မလိုက်ဘုရားတွေ့ရင်လည်းဆိုတော့လိုက်ရှာတာတဲ့ညာတော့တွေ့လာပါဗာမင်းဘုရားကတွေ့ကျင်လို့တဲ့လာဆိုခေါ်ချလာရောက်မောင်မရောက်လာပါပြီဘုရားမောင်မမင်းထမင်းစားပြီလားမစားသည်ပေါ့ဘုရားတပည့်တော့တိုးကတန်းလာခဲ့တာထမင်းကျွေးလိုက်ပါဦးဟေးထမင်းကျွေးခိုင်းတယ်သူကနော်ထမင်းကျွေးပြီးမှထမင်းစားလို့ပြီးပါပြီဘုရားဆိုတော့တရားဟောလိုက်တော့အဲ့ဒီမောင်မသောတာပန်တီးတဲ့နော်သောတာပန်တီးတော့ဒီပြင်ပုဂ္ဂိုလ်တွေပြောကြတယ်ပေါ့မြတ်စွာဘုရားမောင်မအသားပြီးတယ်မောင်မနဲ့အမျိုးတော်လူလားဒီလိုပေါ့ပြောကြမေးကြတယ်အဲ့တော့မြတ်စွာဘုရားကမောင်မနဲ့အမျိုးတော်လို့မဟုတ်ဘူးဒီပရိသတ်ထဲမှာတရားသူရမှာကမောင်မတယောက်တည်းရှိတယ်ဘုရားတကိုးနဲ့ကြည်လိုက်တာနော်တရားသူရမှာတယောက်တည်းရှိတယောက်အဲ့ဒီကောင်ကမပါတော့တရားဟောရတာဟိုအရသာမရှိဘူးပေါ့နော်မြတ်စွာဘုရားအပင်မခံဟောရတာနော်အဲ့ဒါကြောင့်ဒီမောင်မကိုလိုက်ရှာခိုင်းရတာမောင်မတွေ့ပြန်တော့လဲထမင်းမစားသေးဘူးဆိုတော့ထမင်းမစားသေးသူကစားနေတော့တရားနာလည်းပဲမဲ့ဖို့နေပါမရဘူးတဲ့သူကဟုတ်လားအဲ့ဒါကြောင့်ဒီထမင်းကျွေးလိုက်ပါဦးဟဲ့လို့ပြောရတာတဲ့သဘောပေါက်လားအေးဒီပဋ္ဌာန်းပဲကြည့်လိုက်ဥဒုဘောဇနံပိဥပနိတယပိစေနာပိစယောဟုတ်ကလားဘောဇနာအရာဘောဇင်ဆိုတာစားစရာတောက်စရာလေးကျွေးလိုက်ရသေးတယ်ရိတ်တာသွားတရားအထုတ်လဲဒီလိုပဲစားနေအာမထုံနေအောင်စားလိုက်အောင်ခုလေနော်ဒီအဲ့ဒါကလည်းဥပနိတယတတ္တိနဲ့ကျေးဇူးပြုတယ်
ပုဂ္ဂလောပိဥပနိတယပစ္စေနာပစ္စယောပုဂ္ဂိုလ်ကလည်းပဲခုနကညီတော်မင်းနံတို့ဖះနဲ့တွေ့လို့ဘောဖះကယ်လိုက်လို့ဟုတ်လားအေးဖះနဲ့ကိုချင်းမစားဘူးမင်္ဂလာပွဲကြီးပြက်ကရောတပိတ်ကလေးထမ်းခိုင်းယူလာပြီးတော့သူညီရဟန်းဝတ်လိုက်တာတကယ်ဆိုဒီပြင်လူတွေကကျင်တကယ်ဆိုမင်္ဂလာပွဲကြီးပြက်ပြီးဖះနဲ့လုံမလုံရပလီပြောမှာပေါ့နော်အဲ့ဒါဘယ်နဲ့ကြောင့်ဖះကဒီလိုသူများလုပ်ငန်းတွေပြက်လို့ပြက်စီလုပ်တယ်လေလို့မေးလို့ရှိရင်ထာဂရာဆရာကြီးကပြောတယ်တကယ်လို့သာ तू ကဒီမင်္ဂလာပွဲကိုဆက်လက်သက်ခံပြီးတော့ဒီသနဗရကလျာဏီနဲ့ရလိုက်မယ်ဆိုရင်တဲ့ဒီဆင်ကြီးတွေများရွှွနဲ့ဘွက်ထဲနစ်ပြီးဆိုမယုံနိုင်ဘူးလေ तू ကအဲ့လိုပဲ तू လည်းပဲသနဗရကလျာဏီဘွက်ထဲနစ်ပြီးတော့တက်တက်လုံးမယုံနိုင်တော့ဘူးအဲ့ဒါကြောင့် तू ကကဲဆိုတဏှာနာနဲ့ခေါ်လာခဲ့ရတာနော်အေးအဲ့ဒါကြောင့်ဒီကပုဂ္ဂလောပိဥပနိတယပစ္စေနာပစ္စယောဖယားဒီဟူသောပုဂ္ဂိုလ်ရလို့နော်အေးအဲ့ဒါကြောင့်ခုတရားနာပရိသတ်တွေလည်းပဲပုဂ္ဂိုလ်တွေတယောက်နဲ့တယောက်ပေါင်းဆိုရင်တော်တဲ့ပုဂ္ဂိုလ်ကောင်းတဲ့ပုဂ္ဂိုလ်သူတော်ကောင်းပေါင်းရလားအေးသေနာတနံပိဥပနိတယပစ္စေနာပစ္စယောကြောင်းအိယာနေရတော့ခုနကအတိုင်းထားလိုက်ပါတော့နော်လေဒီဆရာတော်ကြီးစီအားထုတ်တဲ့ဒီဘက်ကအနာဂံဆရာတဲ့ကြီးအကြောင်းပြောခဲ့ဘူးမို့လားကဲပြောလိုက်အောင်မယ်ဒီလိုဆိုအေးကဲလေဒီဆရာတော်ကြီးကနေကင်းစာချညတရားအထုတ်နေကင်းစာချညတရားအထုတ်ဒီဘက်ကဆရာတဲ့ကြီးကလည်းပဲသူကလည်းပဲပါရမီရှိလို့နေမှာပေါ့သူမိသားစုတွေကိုထားပြစ်ထားခဲ့ပြီးတော့လေဒီဆရာတော်စီသွားနေကင်းဆိုရင်ဆရာတော်ကြီးစာချသူကလည်းဥစဉ်ဒီကိုရင်နဲ့စာလိုက်ညဆရာတော်ကြီးကတញ្ញံဝုံသွားအာထုတ်သူကလည်းအာထုတ်နှစ်ပေါင်း20ကျော်အစိတ်လောက်ကြာတဲ့ဘာမှတမက်တဖူမရဘူးမရတော့ဆရာတော်ကြီးကိုလျှောက်တဲ့တပည့်တော်သားတွေမရတွေအိုးပြစ်အိမ်ပြစ်အာထုတ်တာတမက်တဖူလူချင်းလို့ဖျားအခုဘာမှမရဘူးတပည့်တော်အဲ့တော့တပည့်တော်ဟိုဖိုးဝင်တောင်သွားအာထုတ်ခြင်းတယ်လို့ပြောရတယ်မင်းနဲ့ကွာကိုเจ้าကိုအားထုတ်ပြီးနေတယ်ဥစ္စာဘာလို့သွားကြံဒီလိုဖျားဖိုးဝင်တောင်ဆိုတာဖိုးဆိုတာဖလတမပတ်တိဝင်ဆိုတာဝင်စားတာဖိုးဝင်စားတဲ့တောင်ဆိုတော့ဒီမဲ့နိဗ္ဗာန်ဓာတ်ကလည်းရှိလာမယ်ဖိုးဇောတွေကလည်းရှိလာတယ်အဲ့ဒီနိဗ္ဗာန်ဓာတ်နဲ့ဖိုးဇောတွေအရှိန်ဟတ်ပြီးတော့ဒီတောင်နဲ့ကပယံကစပြီးတော့အနအဖာကြီးကောင်းနေတယ်ဖျားဓာတ်ဒီကောင်းနေတယ်အဲ့ဒီဓာတ်ဒီကူးခြင်းလို့တပြီးတော့ဖိုးဝင်တောင်သွားဓာတ်ကူးလို့ဖျားအေးကောင်းတယ်ကွာမင်းသွားသွားပြီးတော့မင်းထူးရင်ငါစီလာခဲ့နော်ငါစီလာပြောလေဓမ္မဖျားပြောမယ်ဖျားဆိုသွားအားထုတ်အဲ့ဒီမဲ့တချို့အဲ့ဒီခေတ္တဝန်လည်းရှိတာပေါ့တချို့ပုဂ္ဂိုလ်ကြီးတွေသောတာပန်ပုဂ္ဂိုလ်တွေကသောတာပတ္တိဖိုးဝင်စားနေကြတဂရကံကိုတော်တွေတဂရကံလူတွေတကားတွေတက္ကမတွေသီလရှင်တွေသူတို့ကလည်းတဂရကမိဖိုးဝင်စားနေအနာဂါနေကအနာဂါမိဖိုးဝင်စားယဟန္တာတွေပုဂ္ဂိုလ်တွေအရဟတဖိုးဝင်စားအဲ့လိုဝင်စားနေတယ်သူကဓာတ်တည်နေသူများမှဖြစ်သေးတာငါလည်းဖြစ်ရမှာကွာဆိုအားထုတ်တော့သူတဂရကမိမဲ့ဖို့ရတယ်နော်နောက်ပိုင်းကျတော့သူကအနာဂါအထိရတယ်နော်အဲ့ဒီတဂရကမိမဲ့ဖို့ရတော့လေဒီဆရာတော်ကြီးစီသူကသွားရောတပည့်တော့ရခဲ့ပြီဖျားတရားရခဲ့မင်းဥစ္စာဟုတ်မှလည်းလုတ်ပါကွာပေါ့ဆရာတော်ကြီးကဟုတ်တယ်ဖျားတပည့်တော့မဲ့မသိဖိုးနဲ့မေးကွာမင်းမဲ့ဟုတ်မဟုတ်ဖိုးဝင်စားပြနိုင်မှာမလားပြနိုင်တယ်ဖျားကဲငါရှိတယ်ဝင်စားဆရာတော်ကြီးကသူ့ရှိတယ်ဝင်စားခိုင်းတယ်ဝင်စားခိုင်းတော့သူကဖိုးဖလားတမပတ်တိဝင်စားပြတာပေါ့ဝင်စားပြတော့ဆရာတော်ကြီးကကိုင်းပြကြည့်နောက်သူဖိုးကထားလာတဲ့အခါမေးမြန်ကြည့်အေးဟုတ်တယ်ကွာမင်းကံကောင်းတာကောင်းတယ်ဟေးမင်းဥစ္စာဟုတ်တယ်လို့ပြောတယ်ဆရာတော်ကြီးပြောလို့ရင်ကတော့သေနာတဏံပိဥပနိတယပစ္စေနာပစ္စယောဟုတ်ကလားကျောင်းအိယာနေရာကလည်းကောင်းမှမဲ့ဖူနိဗ္ဗာန်ရတတ်တယ်ခုဖိုးဝင်စားတဲ့တောင်ဆိုတော့ဖိုးကလောကုတ္တရာတရားဓာတ်တဘာဝနော်
နိဗ္ဗာန်ကလည်းလောကုတ္တရာတရားဓာတ်တဘာဝလောကုတ္တရာဓာတ်ဒီကိန်းနေတဲ့နေရာဖြစ်တော့ဒီတောင်ကကောင်းတယ်ဗောတဲ့အေးကဲကျမ်းပါကြသည်ချမ်းသာကြသည်ဗျာ